တိုက်ခိုက်ရင်မှာဘယ်သူမှရှင်းလို့မရတဲ့ Navy Commander တယောက်နဲ့ရဲလောကကနေအထောက်ခံထားရတဲ့သူ့ရဲ့လူမိုက်ညီကိုနှစ်ယောက်သူတို့ရဲ့ဖခင်ဖြစ်သူကိုလောက်ကျန်တပ်ဖြတ်ခဲ့တဲ့သူဟာကျွန်းတစ်ကျွန်းလုံးကိုချုပ်ကင်ထားတဲ့အုပ်ချုပ်ရေးမှုဖြစ်နေတဲ့အခါမိသားစုလက်သားခြေပွဲကနေနိုင်ငံတော်အဆင့်အရှုပ်တော်ပုံကြီးကိုဘယ်လိုမျိုးပွဲပွဲနွယ်ပြီးရှင်းထုတ်ပြမလဲဆိုတာဒီနေ့ဇက်လန်းလေးမှာကြည်လိုက်ရအောင်ဗျာ China Town ရဲ့လမ်းမထက်မှာဝေါ်လက်ဆိုတဲ့ကိုပိုင်ဆောင်တော့တယောက်နောက်ရောက်ခံလိုက်နေရတာကိုသတိထားမိသွားပါတယ်။သူဟာအရေးကြီးတဲ့ပါဆယ်တစ်ခုကိုစာတိုက်ပုံးနဲ့အမြန်ပစ်ထည့်ခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ပဲလမ်းမအထွက်မှာဘန်ကားတစ်စီးရဲ့တက်ခိုက်ခြင်းကိုခံရပြီးသွေးအိုင်ထဲမှာကြံရစ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဟာဝိုင်ကရေတက်ပုံမှုဂျိမ်းတစ်ယောက်ကသူ့တပည့်တွေကိုရေအောက်လေးကျင်ကန်လှုပ်ခိုင်းနေပါတယ်။အလောက်အပေါ်အရန်တင်းကျပ်တဲ့သူမို့တပည့်တွေကိုစူပူနေတော့မှာပဲသူ့အဖေဝါတာသေဆုံးသွားပြီဖြစ်ကြောင်းရဲစခန်းကဖုံးလာပါတော့တယ်။ရင်ခွဲယုံရောက်တဲ့အထိဂျင်းဟာသူ့အဖေအတွက်ဘာခံစားကြမှာမပြတာခဲ့ပါဘူး။အိမ်ပြန်ရောက်တဲ့အခါမှာလည်းသူ့ဇနီးကိုအဖေဆုံးတဲ့အကြောင်းခက်အေးအေးပဲပြောပြပါတယ်။သူ့ညီဂျွန်နီကိုအကြောင်းကြားဖို့ဇနီးဖြစ်သူကတိုက်တွန်းပေးပေမဲ့သူတို့ညီအကိုမတည့်တာကြားပြီးမို့ဂျင်းကငင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ဂျွန်နီကတော့အိုကလာဟိုမာမှာသူ့ရည်စားနဲ့လမ်းခွဲရမယ်ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ဂျွန်နီတယောက်စိတ်ညစ်ပြီးအရက်တောက်နေတော့မှသူ့ခဲအိုမာစီကအဖေဆုံးတဲ့တဲ့တင်ရောက်လာပါတယ်။သူကစိတ်ဝင်စားသလိုလုပ်နေတော့အိမ်သားထဲမှာရာကူဇာကိုင်းသားနှစ်ယောက်ကဓားနဲ့ထောက်ပြီးအဖေဖြစ်သူစီကပါဆယ်ကိုတောင်းပါတော့တယ်။အဲ့ဒီမှာတဲ့လူမိုက်တွေရဲ့ဖက်နှက်ပေါ်ဂျွန်နီကစီးသွားမိရာကနေကြမ်းတမ်းတဲ့ရံပွဲကြီးစတင်ခဲ့ပါတယ်။ဂျွန်နီဟာအိမ်သားထဲမှာရှိတဲ့ပရီပေါကားတွေနဲ့လူမိုက်တွေကိုပညာပေးလိုက်ပြီးသူ့အမေရဲ့စင်ကိုဖျက်ဆီးတဲ့သူ့ကိုတော့အသားချစ်ပြားနဲ့လက်ကိုချစ်သွားရီကျွတ်အောင်ထိုးကျက်ပြီးအညိုတကြီးလက်စားချေခဲ့ပါတယ်။ရံပွဲပြီးလို့အိမ်ကိုရှင်းရင်းနဲ့မှသူ့အမေဓာတ်ပုံနောက်ွယ်မှာဝတ်ထားတဲ့အဖေဖြစ်သူဝါတာရဲ့ပုံကိုတွေ့သွားပါတယ်။နောက်တစ်နေ့နာရေးပွဲမှာတော့ညီကိုနှစ်ယောက်ပြန်ဆောင်ကြပေမဲ့ဖုန်းကြီးရှိမှတင်အကြီးအကျယ်စကားများကြပါတော့တယ်။တကယ်တော့သူတို့ညီကိုနှစ်ယောက်မတည့်ရတဲ့အကြောင်းရင်းဟာဝါတာဟာဂျင်းရဲ့အမေကိုဖောက်ပြန်ပြီးဂျွန်နီကိုရခဲ့လို့ပါပဲ။ဂျွန်နီကအဖေဖြစ်သူကိုတတ်တဲ့လူကိုရှာမယ်ပြောပေမဲ့ဂျင်းကတော့မတော်တဆလို့ပဲယူဆနေပါတယ်။ဂျွန်နီတယောက်ဟာဝိုင်ကလူမိုက်ခိုင်းချုပ်မစ္စတာကေရဲ့ဖမ်းဆီးခြင်းကိုခံရပြီး9ရက်အတွင်းကျွန်းပေါ်ကထွက်သွားဖို့ချိန်ချောက်ခံရပါတယ်။တစ်ဖက်မှာလည်းဂျင်းကရဲစခန်းမှာအဖေဖြစ်သူရဲ့ပစ္စည်းတွေကိုစစ်ဆေးရင်ထူးဆန်းတဲ့စကားလုံးစင်းရင်ပါတဲ့လက်မှတ်တစ်ခုကိုတွေ့သွားပါတယ်။ဂျင်းက CCTV မှတ်တမ်းကိုအတင်းအဓမ္မရယူခဲ့သလိုဂျွန်နီကလည်းဝါတာရဲ့လိုင်းစီးပုတ်ပြားထဲမှာဝတ်ထားတဲ့လို့ဝက်အပြားပုံစံတွေကိုရှာတွေ့ခဲ့ပါတယ်။ဒီလိုနဲ့ညီကိုနှစ်ယောက်ဟာအမှုမှန်ပေါ်ဖို့အတွက်မတက်တာပဲပူးပေါင်းလိုက်ကြပါတော့တယ်။သူတို့နှစ်ယောက်စုံစမ်းရင်းနဲ့ဝါတာကိုတိုက်သွားတဲ့ကားဟာတမင်လောက်ကျန်တာဖြစ်ကြောင်းသိသွားချိန်မှာတော့ရန်သူတွေကသူတို့ကိုလမ်းပေါ်မှာကားချင်းတိုက်တနက်တွေနဲ့ပစ်ခတ်ပြီးအသေးအလဲလိုက်လံတိုက်ခိုက်ပါတော့တယ်။ကားချင်းညက်နေတဲ့ကြားကဂျင်းကသူ့ရန်သူကားပေါ်ခုန်တက်ပြီးဂျွန်နီကအင်ဂျင်ကိုပစ်ခွဲလိုက်တာကြောင့်ရန်သူကားပေါက်ကွဲသွားပါတယ်။ဒီစီမံကိန်းနောက်ွယ်မှာမာကတ်ဆိုတဲ့တထေးကြီးရဲ့တရားမဝင်ကာစီနိုစီမံကိန်းရှိနေတာကိုသူတို့သိလိုက်ရပါတယ်။ရန်ကုန်ငွေပွဲတစ်ခုကိုခိုးဝင်စုံစမ်းချိန်မှာတော့မာကတ်ရဲ့ဇနီးမိုနီကာကဝါတာကိုသူမကိုယ်တိုင်ငှားခဲ့တာဖြစ်ကြောင်းနဲ့မာကတ်ရဲ့အရှုပ်တော်ပုံတွေကိုစုံစမ်းခိုင်းထားတာဖြစ်ကြောင်းဖွင့်ဟပြောလာပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာပဲမိုနီကာဟာလာတာဆောင်ကနေပြုတ်ကျပြီးအသက်ခံလိုက်ရပါတယ်။ဒေါသထွက်နေတဲ့ဂျွန်နီဟာမာကတ်အင်ကိုတယောက်တည်းသွားတိုက်ခိုက်ပေမဲ့အဖမ်းခံလိုက်ရပါတယ်။အုပ်ချုပ်ရေးမှူးပီတာကအာမခံနဲ့ထုတ်ပေးခဲ့ပေမဲ့ညီကိုနှစ်ယောက်အချင်းချင်းထိုးချိန်မိကြပြန်ပါတယ်။အဲဒီနောက်မှာပဲအတိတ်ကနားလည်မှုတွေရှိတာတွေကိုရှင်းလင်းပြီးဂျိမ်းကသူ့ညီကိုတောင်းပန်ခဲ့ပါတယ်။ဂျွန်နီရဲ့ရီးစားဗလက်တီနာကဝါတာဝတ်ထားတဲ့ပါဆယ်ကိုယူလာပေးပါတယ်။အဲ့ဒီထဲမှာဒေါ်လာ12သန်းတန်တဲ့ crypto wallet နဲ့အတူအုပ်ချုပ်ရေးမှူးပီတာကိုယ်တိုင်မာကတ်စီကလက်ယူထားတဲ့အထောက်အထားတွေရှိနေပါတယ်။ဒါကိုသိသွားတဲ့ပီတာကဂျင်းရဲ့မိသားစုကိုပြန်ပေးဆွဲသွားတဲ့အခါမှာတော့ညီကိုနှစ်ယောက်ကလက်နက်အပြည့်စုံနဲ့မာကတ်ရဲ့အိမ်ဒီကိုဝင်ရောက်စီးနှင်းပြီးလူမိုက်တွေကိုတယောက်မကြံတုတ်တင်ပါတော့တယ်။ဂျင်းကလူမိုက်ခေါင်းဆောင်နာကာမူရာကိုအနိုင်ယူလိုက်သလိုဂျွန်နီကလည်းထွက်ပြေးဖို့ကြိုးစားနေတဲ့မာကတ်ကိုလိုက်လံဖမ်းဆီးပြီးလက်ပစ်ဘုံနဲ့အဆုံးစီရင်လိုက်ပါတယ်။နောက်ဆုံးမှာတော့အာဂရိလိုက်စားတဲ့အုပ်ချုပ်ရေးမှူးပီတာလည်းအဖမ်းခံလိုက်ရပါတယ်
လူမိုက်ခိုင်းချုပ်မစ္စတာကေကဂျွန်နီရဲ့အမေကိုတတ်တဲ့လူရဲ့နာမည်ကိုလာပေးပေမဲ့ဂျွန်နီကတော့အတိတ်ကအညှိုးတွေကိုမီးရှို့ဖျက်ဆီးလိုက်ပြီးသူ့မိသားစုနဲ့အတူဘဝတစ်ကိုအေးအေးချမ်းချမ်းစတင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ subscribe လုပ်ဖို့မမေ့နဲ့ပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်